အားလုံးပဲမင်္ဂလာပါဒီရဲ့ share class ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့သင်ကြားပေးမယ့်အကြောင်းအရာကတော့ဒီ exam မှာပေါ့နော် data တွေထပ်နေတဲ့ဟာကိုဘယ်လိုဖယ်လို့ရမလဲပေါ့နော်ဘယ်လိုစစ်လို့ရမလဲဒီကလိုထပ်နေတဲ့ data တွေရှိလို့ရှိရင်ပြန်ပြီးဘယ်လိုဖြုတ်ပြလို့ရမလဲပေါ့နော်ဘယ်လိုဖြတ်ပြလို့ရမလဲဆိုတဲ့အကြောင်းအရာကိုသင်ကြားပေးမယ့်အကြောင်းအရာဖြစ်ပါတယ်နော်အရင်ဆုံးစပြီးတော့စသင်မယ်ဆိုရင်ဒီမှာဒီ remove duplicate အဲ့လိုမျိုးအဲ့ data တွေကိုဖြတ်ပြီးတော့ data တွေကိုထပ်နေတာကိုရှာတယ်ပြီးလို့ရှိရင်အဲ့ထပ်နေတဲ့ data ကိုဖြတ်တဲ့အကြောင်းအရာကိုကျွန်တော် remove duplicate လို့ခေါ်တယ်နော် remove duplicate ပြုလုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံး remove duplicate ဆိုတာကြတော့ Excel မှာ data တွေကိုတစ်ချိန်တည်းမကောက်ဘူးเนาะကွာတစ်ချိန်ရိုက်လိုက်မယ်တကယ်လို့ကွာ data တွေအများကြီးရိုက်လိုက်တယ်ပေါ့နော်ဥပမာရာနဲ့ချီမယ်ထောင်နဲ့ချီမယ်အဲ့လို data တွေကရိုက်ပြီးတဲ့အချိန်မှာ data တွေကကိုက2ခါ3ခါတွေတွားပြီးရိုက်မိတယ်အဲ့ခါမှာ data တွေကအမှတ်စဉ်တွေပို့ပြီးထွက်လာမယ်ဥပမာကိုက100ရရမယ်ဟာကို100တစ်ချောင်း100နှစ်ချောင်း100 3ချောင်းအဲ့လိုမျိုးအမှတ်စဉ်တွေပို့ပြီးထွက်လာမယ်ဆိုရင်ငါဘယ်နေရာမှာမှားပြီးရိုက်မိတာလဲပေါ့နော်အဲ့လိုရိုက်မိတဲ့နေရာကိုတွားပြီးတော့ပြန်ပြီးတော့ရှာမယ်ရှာပြီးလို့ရှိရင်အဲ့ထက်နေတဲ့ data တွေကိုတော့ပြပေးတယ်ပေါ့နော်ဒီ Excel ဒီ remove duplicate မှာကြာထပ်နေတဲ့ data ကိုပြပေးတယ်အဲ့ပြထားတဲ့ data မှာကိုဖြတ်ချင်တဲ့ data တွေကိုဖြတ်ပေးတဲ့အကြောင်းအရာပေါ့နော်အဲ့အကြောင်းအရာကိုသင်ပြမှာပြောနော် remove duplicate ဆိုတာ Excel မှာ data တွေတစ်ချိန်တည်းပကမှားပြီးတော့ထပ်ပြီးတော့မှားပြီးရိုက်မိတာကိုရှာပြီးတော့အဲ့ထပ်နေတဲ့ data ကိုဖြတ်ပေးတဲ့ function ကို remove duplicate လို့ခေါ်ပါတယ်နော် remove duplicate လို့ခေါ်ပါတယ် remove duplicate ကိုပြုလုပ်မယ်ဆိုလို့ရှိရင်ပြင်လို့တဲ့ table ကိုအရင်ဆုံး select မှတ်ပေးပါတဲ့အဲ့တော့ကွာထားပြီးမှာစာ table ရိုက်ထားပါတော့ဒါဆိုလို့ရှိရင်เนาะနမူနာပြပေးတာလားဒီမှာဆိုရင် table ရှိရเนาะအဲ့ table မှာဒီဟာကိုကဘယ်မှာဒီမှာဆိုလို့ရှိရင်เนาะဒီမှာအကြောင်း30ပေါ့เนาะဒါဆိုလို့ရှိရင် number စဉ်30ထိကိုကစားရိုက်ထားတယ်ပေါ့เนาะအဲ့မှာကိုကဘယ်စားတွေကိုထပ်နေရလဲဆိုတော့တွားပြီးကြည့်နေတာဆိုတော့ကိုကြည့်ကျင်တဲ့ column အကွက်ပေါ့เนาะကိုကြည့်နေတာဒီ name နဲ့ department ကိုကိုကကြည့်ကျင်တာအဲ့ကြည့်ကျင်တဲ့အကွက်ကိုရင်ဆုံး select မှတ်ပေးရမယ် select မှတ်မယ်ဆိုလို့ဒီမှာ select မှတ်မယ်လဲ select မှတ်လိုက်မယ်เนาะကိုကြည့်ရင်လည်းကိုကြည့်မှာမို့လို့ဒီမှာဆိုလို့ရှိရင် name နဲ့ department ကိုဘယ်လိုကိုထပ်နေရလဲဆိုတော့တွားကြည့်ချင်တာအဲ့ခါကျတော့ဒီမှာဒီအကွက်ကို select မှတ်မယ် select မှတ်ပြီးသွားလို့ရှိရင်ဒီ data tab ကအောက်ကိုသွားမယ်ဒီမှာ tab တွေရှိရနော် home insert တို့ draw တို့အဲ့လို tab တွေရှိရတဲ့ထဲမှာdata tab ဆိုတာကိုသွားမယ် data tab ဆိုတဲ့ထဲမှာဒီမှာဆိုရင် data 2ဆိုတဲ့ group ရှိတယ်အဲ့ data 2ဆိုတဲ့ group တွေမှာဒီမှာ remove duplicate ဆိုတာဒါလေးเนาะဒီမှာလို့ဆိုလို့ရှိရင်ဒီမှာအများလေးနဲ့ပြထားပါเนาะကြက်ချေကကလေးပြထားတဲ့ဟာလေးအဲ့ဒါလေးတစ်ချက်လိုက်နိုင်မယ်လို့ရှိရင်ဒီမှာ name နဲ့ department ကိုတဲ့ဒီမှာ duplicate လုံးမှာ remove duplicate လုံးမှာလားတဲ့မေးတယ်အဲ့ခါကျကိုကဟုတ်တယ်ဒီနှစ်ခွက်ကို remove duplicate လုံးမှာဆိုတော့ okay နှိပ်လိုက်เนาะ okay နှိပ်လိုက်မယ်အဲ့မှာဆိုရင်၄ခုကထပ်နေတယ်၄ခုထပ်ပြီးအဲ့၄ခုဖယ်လိုက်လို့ရှိရင်ဒီမှာ remove လုပ်လိုက်ရင်26ခုကကျတော့ကျန်နေလိမ့်မယ်တဲ့အလုံးမှာလားဆို okay ပေးလိုက်ပါเนาะဒီမှာဆို okay ပေးလိုက်ပြီဆိုတော့သူဒီမှာ26ခုပဲကျန်တော့တွေ့လာမှာ26ထိပဲပြပေးတော့တယ်သူအစင်လိုက်ပြန်စီသွားတယ်26ခုပြပေးတယ်ဒီမှာဆိုရင်ထပ်နေတဲ့ data တွေကိုသူ့ဘာသာသူအလိုလျောက်ဒါဖြတ်ပေးသွားတယ်ပေါ့เนาะဒီမှာဆိုလို့ရှိရင်တော့ဒီ column ကဒီ number စဉ်အကွက်ကိုတော့ကွာrow မှတ်ထားလို့ဒီနံပါတ်စဉ်ကိုသူစစ်မပေးဘူးเนาะအဲဆိုလို့ရှိရင်ဒီမှာဆို၄ခုထပ်နေတဲ့အကြောင်းအရာကိုပြန်ပြီးဖြတ်ပေးတာပေါ့เนาะဒီမှာ၄ခုထပ်နေအောင်တွားပြီးသူ auto ဖြတ်ပေးတာပေါ့เนาะအဲဆိုလို့ရှိရင်အဲ့ခါမှာကွာ data တွေအများကြီးပေါ့เนาะ100တို့1000တို့အဲ့လိုအများကြီးရိုက်ပြီးတဲ့အချိန်မှာကွာ data တွေထပ်သွားတယ်ပေါ့เนาะဒါမှကွာရှားရတာလည်းခဲရင်လည်းဘယ်လိုရှားမလဲမသိဘူးဆိုလို့ရှိရင်ဒီ data tab ကအောက်မှာရှိနေတယ်ဒီ data 2တဲ့ group data 2 group ထဲမှာရှိရဒီ remove duplicate ကနေပြီးတော့တွားပြီးတော့အမှားကိုပြန်ပြီးတော့ဘယ်နေမှာမှားပြီးတော့ထပ်ပြီးရိုက်မိသွားလဲဆိုတဲ့အကြောင်းကိုပြန်ပြီးတွားရှာပြီးလို့ရတယ်เนาะအစနေပြန်ပြပြရမယ်เนาะအဲဆိုလို့ရှိရင်အရင်ဆုံးဒီမှာဆိုလို့ရှိရင်နံပါတ်စဉ်30ရှိရเนาะအဲ့နံပါတ်စဉ်30မှာအရင်ဆုံးဘယ်ကနေဘယ်လိုသွားရမလဲဆိုတော့ဒီမှာစာပြန်ဖတ်ပြမယ် remove duplicate ဆိုတာကကျတော့ Excel မှာ data တွေကိုတစ်ချိန်တည်းမကောက်ထပ်ပြီးတော့မှားပြီးတော့ရိုက်မိရဆိုလို့ရှိရင်ရှာလို့ရမယ်ထပ်နေတဲ့ data ကိုရှာမယ်ရှာပြီးသွားလို့ရှိရင်အဲ့ data တွေပြန်ပြီးဖြတ်ပေးတဲ့ function ကို remove duplicate လို့ခေါ်တယ် remove duplicate ပြုလုပ်မယ်ဆိုလို့ရှိရင်ကိုပြင်လို့တဲ့ table ကို select မှတ်ရမယ်เนาะကိုက column နှစ်ခုပြင်မယ်ဆို column နှစ်ခုသွားပြီး select မှတ်မယ်အဲ့ထဲမှာ data tab ရှိတယ်အဲ့ data tab ကဒီ data 2 group ထဲမှာရှိရ remove duplicate ဆိုတာလေးကိုသွားပြီးနှိပ်ပေးရမယ်အဲ့မှာ select လုပ်ထားတဲ့ column တွေကိုပြပေးနေမှာကိုစစ်လို့တဲ့ column ကိုအမှန်ကြည့်ရွေးပြီးတော့စစ်လိုက်လို့ရှိရင် okay နှိပ်လိုက်မယ်ဆိုရင်ထပ်နေတဲ့ data တွေရှိသလောက်ဘယ်လောက်တောင် duplicate ရှိလဲဆိုတာကိုဖော်ပြပေးပါမယ်တဲ့တကယ်လို့ okay ပဲလိုက်လို့ရှိရင်ထပ်နေတဲ့ data တွေတော့အလိုလျောက်ဖြတ်ပေးသွားပါလိမ့်မယ်เนาะအဲဆိုလို့ရှိရင်ပြန်ပြောမယ်ဆိုရင်ဒီမှာဆိုရင်ဒီမှာပြန်ဖွင့်လိုက်မယ်เนาะဒီမှာဆိုရင်ဒီမှာ duplicate ဆိုတဲ့ဒီမှာ folder လေး Excel file အဲ့ file ထဲမှာဒီမှာဆိုရင်ကိုက select မှတ်ချင်တယ်ကိုကစစ်ချင်တဲ့ data remove duplicate လုပ်ချင်တဲ့အကွက်ကိုအရင်ဆုံး select သွားမှတ်မယ်เนาะဒီမှာဆိုလို့ရှိရင် name နဲ့ department နဲ့ကိုသွားပြီး select မှတ်သွားလို့ရှိရင် data တက်ထဲမှာရှိနေတဲ့ data 2 group ထဲမှာရှိတဲ့ဒီ remove duplicate ကိုတစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ဒီ name နဲ့ department အကွက်ကိုစစ်မှာလားဆို okay ပေးလိုက်မယ်ဆိုရင်သူ၄ခုထပ်နေတာမဟုတ်လို့၄ခုဖြတ်ပေးမယ်26ခုကျန်ပါလိမ့်မယ်ဆိုပြီးပြပေးလိမ့်မယ်အဲ့ဒါကို okay ပေးလိုက်ပြီဆိုတာ ਨੇ သူအလိုလိုဒီ
ဒီမှာဆိုရင်ထပ်နေတဲ့ဟာတွေကိုတွားပြီးတော့ဖြတ်ပေးတယ်ပေါ့နော်အဲ့ဒါကတော့ဒီ remove duplicate ကိုဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းအရာကိုမှဒီ data တွေရိုက်ထားတာတွေများနေလို့ရှိရင်data ရိုက်ထားတာတွေအများကြီးတဲ့မှာကိုဘာလို့ထပ်နေတဲ့အကြောင်းအရာကိုပြန်ပြီးရှာမယ်အဲ့ထပ်နေတဲ့ဟာကိုပြန်ပြီးဖြတ်ရှင်နေဆိုလို့ရှိရင်ဘယ်လိုတွားသုံးရလဲဆိုတဲ့အကြောင်းအရာကိုသင်ကြားပေးတဲ့အကြောင်းအရာဖြစ်ပါတယ်နော်ခုလိုမျိုးကြည့်ရှုအားပေးတာကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်အတွက်ကြိုးတစ်စုံတစ်ရာရှိရဆိုလို့ရှိရင်ဗီဒီယိုလေးကို like ပေးခဲ့ပြီးတော့ channel လေးကို subscribe ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်အခုလိုမျိုးကြည့်ရှုအားပေးတော့ကျေးဇူးအများကြီးတင်ပါတယ်